Hello မင်္ဂလာပါအေးစုပါရှင်ဒီနေ့အေးစုကလေ Yellow Sapphire နီလာဝါကြောက်အကြောင်းမဟုတ်ခုအခေါ်အရာဆိုလို့ရှင်လားအုတ်တဖျားကြောက်အကြောင်း sharing နည်းနည်းလေးလုပ်ပေးမယ်နော်အုတ်တဖျားကြောက်ကိုကြာတာပတင်းမွေးတဲ့လူတော်တော်များများအုတ်တဖျားကြောက်ကိုစောင်းတယ်အေးစုရှိရမဟုတ်လဲသူများရှိရနေယူပြီးမှပန်ဝယ်ပြီးမှပန်လို့စောင်းလို့ရပါတယ်နော်ဒီအခုအေးစုရောင်းပေးမဲ့ကြောက်ကလေ Lester အားကောင်းတယ်နော်ပယ်ရောချောကောင်းတယ်ဒါပေမဲ့တစ်ဖက်ကတော့လေ inclusion နည်းနည်းလေးရှိမယ်စိန်အစားထိုးဝတ်ဖို့ recommend ပေးတယ်စိန်ကြိုက်တယ်ဆိုလို့ရှိရင်တော့ဘာလို့လဲဆိုတော့အခုခေတ်မှာလေစိန်ကကျတော့လူလုတ်စိန်တွေများနေတဲ့ခေတ်ကြီးမှာကွာငါတို့လိုတဘာဝ twin truck ကိုဝတ်ပြီးမှဂုံစားချင်တယ်ဆိုလို့ရှိရင်တော့ဒီ Lester အားကောင်းတဲ့ဒီကြောက်လေးကို recommend ပေးချင်ပါတယ်နော်တို့လိုနီလာဝါမှာဇုံဖြစ်ဖို့ဆိုတာလဲတော်တော်လေးကိုအချိန်ယူရပါတယ်ရှားပါတယ်ကြောက်ကလေတို့လိုအရွယ်ညီအရေးညီဒီငကတ်ဇုံဖြစ်ဖို့ကတော်တော်လေးကိုအချိန်ပေးရတယ်ကြိုက်တဲ့ဆိုလို့ရှိရင်4000 နဲ့336မှာဈေးစုံစမ်းနိုင်ပါရှင်